ကားအနီရောင်ကိုယ်တဲ့ကြီးကမိတောက်တစ်ခုလိုပဲအတွင်းပိုင်းရောအပြင်ပန်းရောသဘောကျပြီးတော်တော်လေးကျေနပ်နေတာပေါ့ကြောက်ချမ်းဥဆောင်မှုနဲ့ကိုပိုင်စားတောက်ဆိုင်လေးတစ်ခုကိုရောက်လာခဲ့တာပေါ့တိကျင်စိတ်ဖြစ်မိတာကတော့မင်းတို့နှစ်ယောက်တည်းကိုကြောက်ချမ်းကကြီးဆုံးအခန်းကိုမှတီးတန့်တောင်းထားပြီးဟင်းပွဲပေါင်းများစွာမှာထားတာကိုပါပဲဒါရိုက်တာကြောက်ခင်များကျွန်တော်တစ်ခုလောက်မေးချင်တာကပတ်စံကုန်ကြစရိတ်ဘာများရှိပါသေးလဲဗျပတ်စံကုန်ကြစရိတ်ဟုတ်လားဒီနေ့ဒီလူကြီးဝယ်ထားတာတွေကအများကြီးပဲဟာဒါနဲ့မလုံလောက်သေးဘူးလားဗျပတ်စံကုန်ကြစရိတ်ဆိုရင်တော့ယင်းနှိမ့်မြုပ်နှံမှုကတော့တော်တော်လေးမြန်ဆန်သွားတာပေါ့နော်အဲ့ဒါမှန်တာပေါ့ယင်းနှိမ့်မြုပ်နှံမှုပဲဒါရိုက်တာကြောက်ခင်များအခုချိန်မှာယင်းနှိမ့်မြုပ်နှံမှုမလုံလောက်တဲ့ကုမ္ပဏီတွေများရှိသေးလားဗျအနည်းငယ်လောက်ပံ့ပိုးပေးနိုင်မလားဆိုတာကိုအခွင့်အရေးများရှိမလားလို့ကျွန်တော်ကြည့်ချင်တာပေါ့မစ္စတာချူမြန်မာတနိုင်ငံလုံးမှာယင်းနှိမ့်မြုပ်နှံမှုလိုအပ်နေတဲ့ကုမ္ပဏီတွေကပေါ်မပေါ်ပဲဗျဘယ်အချိန်မဆိုအများကြီးကိုထုတ်ပြလို့ရတာပေါ့ဟုတ်ပြီဒီလိုဆိုရင်တော့ဥဆောင်မင်းအနေနဲ့ကျွန်တော်ကိုရုပ်ရှင်နဲ့ဖြောပြရေး online media စေပညာနဲ့စေဝါပညာရေးနဲ့လေ့ကျင့်ရေးဆိုတဲ့ကဏ္ဍလေးတွေမှာယင်းနှိမ့်မြုပ်နှံမှုလိုအပ်နေတဲ့ကုမ္ပဏီတွေများရှိမလားဆိုတာကြည့်ပေးပါဦးနော်ဟုတ်ကဲ့ကုမ္ပဏီကလည်းအရင်ကြီးမဆိုးရဘူးပေါ့မဟုတ်ရင်အနာဂတ်မရှိရင်ဘယ်လိုလုပ်မလဲနော်ဒီစကားကတော့တမင်ပြောလိုက်တာပေါ့တကယ်တော့ဦးချူကဘယ်မှာပဲယင်းနှိမ့်မြုပ်နှံပြန်မြဲရနေတာပဲကိုဦးဆောင်မင်းကတော့ခေါင်းညိတ်ပြီးအကုန်လုံးသဘောတူလိုက်ပါတယ်ဗျာဦးချူစိတ်ချပါဗျာကျွန်တော်ခဏနေထမင်းစားပြီးရင်ပြန်ရောက်တာနဲ့ခမားကိုဆက်သွယ်ပေးလိုက်ပါမယ်ဘန်မန်နေဂျာတယောက်အနေနဲ့ပေါ့နော်ကုမ္ပဏီအများကြီးကချေးငွေလာယူကျင်ကြတာပဲဒီကိစ္စတွေကိုသူကကောင်းကောင်းကြီးသိထားတာပေါ့ဒါပေမဲ့ဦးဆောင်မင်းကလည်းသူ့ရဲ့တောင်းဆိုချက်လေးတစ်ခုကိုပြောလာခဲ့ပါတယ်ဖြစ်နိုင်မယ်ဆိုရင်ပေါ့နော်ဦးချူကကျွန်တော်တို့ဘန်မှာငွေလာအပ်စေချင်ပါတယ်ရလက်တွေကောင်းအောင်ပေါ့ဒီလိုဖောက်တဲ့ကောင်းတယောက်ကိုတော့သူကဆွဲဆောင်ထားရမှာပဲလေဦးချူကဦးဆောင်မင်းကိုကြည့်ပြီးမျက်နှာလေးပြုံးပြလိုက်တဲ့ဦးဆောင်မင်းရဲ့ဥတွေကိုချင်းတောင်းတစ်လုံးထဲမှာမထည့်ရဘူးဆိုတာခမားလဲသဘောပေါက်မှာပါဒါကြောင့်ကျွန်တော်ရဲ့အငွေအကုန်လုံးကိုဒီဘန်မှာကြီးပဲထည့်ထားလို့တော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ကျွန်တော်အာမခံနိုင်တာကတော့ဦးဆောင်မင်းတို့ဘန်မှာကအများဆုံးဖြစ်နေမှာတေချာပါတယ်ကျေးဇူးကိုကျေးဇူးနဲ့တုံ့ပြန်တာပေါ့ဟိုဦးဆောင်မင်းကလည်းစေတနာအပြည့်နဲ့စူးစမ်းပေးနေတာပဲဒီလောက်လေးတော့လုပ်ပေးရမှာပေါ့နော်ကြောင်မန်မင်းကအလိုလိုကိုကူညီပေးလိုက်တာပဲကြောက်ချံကအများကြီးမလိုပါဘူးတစ်နှစ်ကိုယွန်ဘီလီယံ100တာဝန်ကိုသူအေးဆေးပြီးမြောက်အောင်လုပ်နိုင်တာပဲထမင်းစားပြီးတော့9နာရီလောက်ရှိသွားပြီဒရိုက်တာကြောက်ယင်းနှိမ့်မြုပ်နှံမှုကိစ္စတွေကိုခမားပဲဆက်သွယ်ပေးလိုက်ပါဦးဆရာချူဝမ်းသာပါတယ်ဗျာခမားကတခြားသူတွေရဲ့ယဉ်ကျေးလေးစားမှုကိုတဖြည်းဖြည်းနဲ့ကျင့်သားရလာတာပဲနော်ကျွန်တော်လည်းအဆောက်အုံတစ်လုံးဝယ်ချင်တာဒီနားတစ်ဝိုက်မှာရောက်မှုစိတ်ကူးရှိတဲ့အဆောက်အုံများရှိမလားမသိဘူးဗျဆရာချူစီးပွားရေးအဆောက်အုံတစ်လုံးဝယ်ဖို့ဆိုတာတကယ်မသက်သာလာပါဘူးဝယ်ချင်နေဆိုရင်တော့ကျွန်တော်ဆက်သွယ်ပြီးမေးကြည့်ရမှာပေါ့သူကဘာလို့ဒီလောက်အသေးအတန်ဖြစ်နေတာလဲဆိုတာနားမလည်ပေမဲ့ဖောက်တယ်ကိုဦးစားပေးစဉ်းစားပေးရတာကသူ့အတွက်အဓိကပဲလေသူစဉ်းစားရင်းနဲ့ရုတ်တရက်တစ်ခုခုကိုသွားတတိရလိုက်တယ်ဒါနဲ့ဆရာချူအခုမှစောက်ထားပြီးမတုံးရသေးတဲ့အဆောက်အုံများဆိုရင်ရောဖြစ်နိုင်မလားဖြစ်ပါတယ်ကျွန်တော်ပြန်လဲပြင်ဆင်တာပြောင်းလဲတာတွေအကုန်စီစဉ်ပေးလိုက်ပါမယ်ကျွန်တော်တလုံးသိထားတာရှိတယ်လွန်ခဲ့တဲ့နှစ်ငယ်တုန်းကကုမ္ပဏီတစ်ခုကကျွန်တော်ဘဏ်ကချေးငွေနဲ့အဆောက်အုံနှလုံးတွဲတစ်ခုကိုစောက်ခဲ့တာဗျအဲ့ဒါကစီးပွားရေးလုပ်ငန်းတွေရုံးခန်းတွေဟိုတယ်တွေလူနေခန်းတွေစတဲ့အခန်းပေါင်းစုံပါဝင်လို့တော်တော်လေးကိုရှုပ်ထွေးတဲ့ပုံစံမျိုးပါဗျာဒါပေမဲ့ပြီးခဲ့တဲ့လကမှအပ်ပြီးတာပါအခုတော့အတွင်းပိုင်းပြန်လဲပြင်ဆင်မှုတွေလုပ်နေတယ်လို့ကြားရတာပါပဲတိတိကျကျဘယ်လောက်ထိတိုးတက်နေပြီလဲဆိုတာတော့ကျွန်တော်လည်းတေချာမသိသေးဘူးဗျအဲ့ဒီကိစ္စတွေကိုကျွန်တော်ကလိုက်လုပ်နေချင်တာမဟုတ်ဘူးကျွန်တော်ကဝယ်ချင်တာပဲအဆင်ပြေမဲ့ဆိုရင်ဓာတ်ရိုက်ဝယ်လိုက်လို့ရတာပေါ့ကျွန်တော်လည်းဘဏ်ကိုဖုန်းဆက်လိုက်တယ်ဒါကတော့ဘဏ်ရဲ့အရှိန်အဝါပဲလေဗျရှန်ဂျိုးအင်ပါယာရဲ့နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်တဲ့အတွက်သူတို့လှုပ်ရှားနိုင်တဲ့ထိန်းချုပ်နိုင်တဲ့အရင်းအမြစ်တွေကတော်တော်လေးကိုကြီးမားတဲ့လုပ်ငန်းနယ်ပယ်တိုင်းမှာလည်းပါဝင်ပတ်သက်နေတာပေါ့ဖုန်းကိုချက်ချင်းပဲကင်လိုက်တယ်ကြောက်ချံလဲအပြင်စပီကာဖွင့်လိုက်တာပေါ့ဟယ်လိုကိုကြောက်ပါများအကူအညီပေးရမလဲခင်ဗျာကိုရှောင်းဒီနေ့ကျွန်တော်ဖုန်းဆက်တာကလူတစ်ယောက်ရဲ့အကူအညီတောင်းခံမှုကြောင့်ပါဗျာမေးစရာလေးလည်းရှိလို့ပါဘာများလဲဗျခင်ဗျားတို့အဆောက်အုံနှလုံးအခြေအနေဘယ်လိုရှိလဲဗျကိုကြောက်ပတ်စံကိစ္စမေးချင်တာမဟုတ်လားစိတ်မပူပါနဲ့မကြခင်ပတ်စံရတော့မှာပါအဲ့ဒီကြရင်ခင်ဗျားကိုပြန်ဆက်ပေးလို့ရပါပြီစိတ်မပူပါနဲ့နော်ကျွန်တော်ပြောချင်တာအဲ့ဒါမဟုတ်ဘူးဗျကျွန်တော်မေးချင်တာကခင်ဗျားတို့ဒါကိုရောင်းဖို့စိတ်ကူးရှိလားလို့ပါရောင်းဖို့လားဗျ